ငါတို့တိုင်းပြည်ရဲ့လွတ်လပ်ရေးအတွက်နောက်မတွန့်ကြနဲ့ငါတို့အောင်ရမယ်1952ခုနှစ်မြန်မာနိုင်ငံရဲ့တမိုင်းစာမျက်နှာတွေမှာအမှောင်တိဖုံးနေတဲ့ကာလအေးဝနေပြည်တော်ကြီးပြည့်စည်သွားပြီးတိုင်းပြည်ဟာအဆက်စိတ်ပေါ်မှာကွဲပြားနေခဲ့ပါတယ်။စွာသားတို့ငါတို့တိုင်းပြည်ပြတ်နေပြီငါတို့ဇာတိမြေကိုတခြားသားတွေလာနင်းတာကိုမင်းတို့ဒီတိုင်းပဲကြည့်နေမှာလား။ဒါပေမဲ့ဦးအောင်စေရကျွန်တော်တို့မှာစစ်တီအင်အားက68ယောက်ပဲရှိတာပါ။ရန်သူကထောင်နဲ့ချီပြီးလာနေတာနော်။အင်အားတဲ့တတိကပိုရေးကြီးတယ်။ငါနောက်ကိုလိုက်မဲ့သူတွေဓားကိုမြှောက်လိုက်ကြစမ်းအဲ့ဒီအချိန်မော့ဆိုးဘိုးဆိုတဲ့ရွာကလေးမှာတော့ဟန်နာဝတီကလှုပ်လိုက်တဲ့စစ်ကဲဟာမော့ဆိုးဘိုးရွာကိုလက်နက်ချဖို့လာရောက်တောင်းဆိုခဲ့ပါတယ်ဟေးမုဆိုးဘိုးရွာသူကြီးအသက်ရှင်ခြင်းရင်အခုချက်ချင်းလက်နက်ချပြီးထွက်ခဲ့စမ်းမဟုတ်ရင်မင်းတို့ရွာကိုပြာဖြစ်အောင်ငါတို့လှုပ်ပြစ်မယ်ငါမှာမင်းတို့ကပေးစရာလက်နက်မရှိဘူးငါရဲ့တန်မဏိစိတ်ဓာတ်ကိုပဲမင်းတို့ရလိမ့်မယ်အောင်ရမယ်အဲ့ဒီနောက်မှာတော့တမိုင်းဝင်မုတ်ဆိုးဖို့တိုက်ပွဲကြီးစတင်မှာတော့တယ်အောင်စရရဲ့စစ်ပရိရဲ့ကြောင့်ဟန်တာဝတီတပ်တွေအလဲလဲကွဲကွဲဖြစ်ကုန်ကြပါတယ်ဒီအရင်ကတတိုင်းပြည်လုံးကိုပြန့်နှံ့သွားပြီးလူတွေဟာမုတ်ဆိုးဘိုရွာကိုစုယုံရောက်စီလာကြပါတယ်အရှင်အခုဆိုရင်ကျွန်တော်တို့မှာစစ်တီအင်အားတွေထောင်နဲ့ကြီးရှိနေပါပြီတပြည်လုံးကလည်းအရှင်ကိုအလောင်းမင်းတရာလို့ဝဲနှင်းအပ်နှံနေကြပါတယ်ဒါဟာအစပဲရှိသေးတယ်ဦးဖြူဟုတ်တယ်ငါတို့ရဲ့ရည်မှန်းချက်ကတကွဲတပြားဖြစ်နေတဲ့မြန်မာနိုင်ငံကြီးကိုပြန်လည်စုစည်းဖို့ပဲဦးအောင်စရဟာတောင်ဘက်ကိုခြိတက်ပြီးတော့တကုံမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်အဲ့ဒီနေရာမှာရန်သူပေါင်းကင်းစင်ပြီးလို့အသိပယ်ကြတဲ့ရန်ကုန်မြို့ကိုတည်ထောင်ခဲ့ပါတယ်နိုင်ငံခြားသားနယ်ချဲ့တွေငါတို့မြေပေါ်မှာခြေမချစေနဲ့ငါတို့တိုင်းပြည်ရဲ့လွတ်လပ်ရေးကိုဘသူ့ကိုမှအထိပါမခံနိုင်ဘူးအလောင်းမင်းတရားကြီးဟာမုတ်ဆိုးဘိုရွာကလေးကနေဆွေဘိုမြို့တော်ကြီးကိုတီထောင်ပြီးအထက်မြန်မာပြည်ကိုအောင်မြင်စွာစုဆောင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဒါဟာအောင်ပွဲရဲ့အစပဲရှိပါသေးတယ်ဦးဖြူငါတို့တိုင်းပြည်ကဒီလောက်နဲ့မပြီးသေးဘူးတောင်ဘက်မှာငါတို့အမျိုးသားတွေဒုက္ခရောက်နေတုန်းပဲငါတို့ရဲ့စစ်တပ်ကိုတောင်ဘက်စီစစ်ချီဖို့ပြင်လိုက်စမ်းအမိန့်တော်တိုင်းပါရှင်ဒါပေမဲ့တောင်ဘက်မှာကဟန်တော်ဒီတက်တွေတင်မကပဲအနောက်တိုင်းကနေကျဲတွေပါအင်အားတောင့်တင်းနေတာနော်ဘသူပဲဖြစ်ဖြစ်ငါတို့မြေကိုလာနိုင်ရင်ငါတို့ရင်ဆိုင်ရမှာပဲမြန်မာနိုင်ငံတော်ကြီးကိုငါတို့လက်နဲ့ပြန်လဲတိဆောက်ပြမယ်လောင်မင်းတရားကြီးရဲ့စိစက်မဲ့လန်ခီမှာအင်အားကြီးမားတဲ့ရန်သူတွေနဲ့မမျော်လင့်ထားတဲ့စင်ကုန်မှုတွေကစောင့်ကြိုနေပါတယ်လောင်မင်းတရားကြီးဟာရန်ကုန်မြို့ကိုဘယ်လိုတည်ထောင်ခဲ့တယ်လဲနိုင်ငံသားနယ်ချက်တွေကိုရောဘယ်လိုစစ်ပရိယေတွေနဲ့တိုက်ထုတ်ခဲ့တာလဲနောက်ထပ်အပိုင်းမှာတော့မြန်မာသမိုင်းရဲ့အကြီးမားဆုံးတိုက်ပွဲကြီးတွေအကြောင်းကိုစောင့်မျှော်ကြည့်ရှုလိုက်ပါတင်ရောအလောင်းမင်းတရားကြီးရဲ့နောက်ထပ်ဘယ်လိုစစ်ပရိယေတွေကိုသိချင်ပါတယ်အောက်ကကွန်မန့်မှာရေးခဲ့ပေးပါအောင်ခင်ဗျာဆွေလန်းချမ်းမြေကြပါစေ